နေ့ပြောပြပေးမဲ့ပုံပြင်လေးရဲ့ခေါင်းစဉ်ကတော့ရေအောက်ကပါတဲ့ကရေသူမလေးလီနာဆိုတဲ့ပုံပြင်လေးပဲဖြစ်ပါတယ်။အိုးချစ်ရှိတုန်းကအပြာရောင်တောက်ပါပြီးအလွန်ကျက်ပြောလာတဲ့သမုဒ္ဒရာကြီးရဲ့အောက်ခြေမှာလူသားတွေတခါမှမမြင်ဘူးသေးတဲ့အလွန်အံ့ဩဖို့ကောင်းပြီးလှပလွန်းတဲ့ရေအောက်တိုင်းပြည်လေးတစ်ခုရှိခဲ့ပါတယ်။အဲ့ဒီတိုင်းပြည်လေးထဲမှာတော့ရောင်စုံဖြာထွက်နေတဲ့တနာကြောက်တန်းကြီးတွေညမောင်တဲ့အခါမီးအိမ်လေးတွေလိုလင်းလက်နေတဲ့ကမာကောင်လေးတွေနဲ့ထူဆန်းအံ့ဩစရာကောင်းတဲ့ရေအောက်အပင်လေးတွေစုံလင်စွာပေါရောက်ရှင်သန်နေကြပါတယ်။ဒီလိုတာယာလှပတဲ့ရေအောက်ကဘာလေးထဲမှာရန်ငိုရှစ်စရာကောင်းပြီးရွှင်လန်းတက်ကြွနေတဲ့လီနာလို့ခေါ်တဲ့ရေသူမလေးတစ်ကောင်နေထိုင်ပါတယ်။သူမမှာတော့ကောင်းကင်ပြကြီးလိုကြီးလင်တောက်ပတဲ့မြုံဝအစုံရှိပြီးသူမရဲ့အမီလေးကတော့ပင်လယ်ရေလိုင်းတွေနေရာအောက်မှာတစ်ဖြတ်ဖြတ်တောက်ပြောင်နေသလိုမျိုးအလွန်လှပပါတယ်။လီနာဟာတခြားရေသူမတွေလိုပဲပင်လယ်ပြင်ကြီးကိုဖြောဖြေဖို့တရှင်းဆိုရတာကိုအယံဝါသနာပါပြီးသူမရဲ့ညှို့ယူဖန်ဆားနိုင်တဲ့အတန်ရှူရှူလေးကပင်လယ်ပြင်တစ်ခုလုံးကိုအေးချမ်းသာယာစေပါတယ်။ဒါပေမဲ့လီနာမှာတခြားရေသူမတွေနဲ့မတူတဲ့ထူးခြားတဲ့အကျင့်တစ်ခုရှိနေပါတယ်။အဲ့ဒါကတော့သူမဟာပင်လယ်အောက်ခြေကအရာရာကိုစူးစမ်းလို့စိတ်အရန်ပြင်းပြပြီးအသက်ဆန်းတွေကိုစူဆောင်းရတာဝါသနာပါတာပဲဖြစ်ပါတယ်။နေ့တိုင်းလီနာလေးဟာတနာ၆တန်းတွေကြားထဲမှာပျော်ရွှင်စွာကူးခဲရင်လှပတဲ့ခရုခွန်စန်းလေးတွေအယောင်တောက်ကြောက်ခဲလေးတွေနဲ့ရေလိုင်းတွေတင်ဆောင်လာတဲ့ထူးဆန်းတဲ့အရာဝတ္ထုတွေကိုလိုက်လံရှာဖွေစုဆောင်းတတ်ပါတယ်။သူမရဲ့အရှိဆုံးတငယ်ချင်းကတော့ Flint လို့ခေါ်တဲ့အယောင်သွေးစုံလင်းပြီးအလွန်ဖြတ်လက်တဲ့ငါးအဝါရောင်လေးတစ်ကောင်ဖြစ်ပါတယ်။ Flint ဟာအမြဲတမ်းလီနာရဲ့အနားမှာကပ်လိုက်နေပြီးသူမဘယ်တော့ဘာပဲလှုပ်လိုက်ပါကူညီပေးလေးရှိပါတယ်။ဒီနေ့မှာတော့လီနာနဲ့ Flint တို့ဟာထုံးစံအတိုင်းပင်လယ်အောက်ခြေမှာအသက်အဆန်းတွေကိုပျော်ပါလိုက်လံရှာဖွေရင်းနဲ့ရေအောက်ဘရင်ကြီးကဘသူမှမသွားရဘူးလို့တားမြစ်ထားတဲ့လျှို့ဝှက်ဆန်းပြားပြီးမှောင်မိုက်တဲ့ရေနက်ပိုင်းကူကြီးတစ်ခုရဲ့အနားကိုမချင်မဲ့ပင်ရောက်ရှိသွားကြပါတော့တယ်။လီနာလေးဟာကြောင်ရွံ့ရမယ့်အစားစူးစမ်းကျင်စိတ်တွေတားမရအောင်ဖြစ်ပေါ်လာပါတော့တယ်။လီနာကမောင်မိုက်နေတဲ့ဂူကြီးတဲကိုစိတ်လှုပ်ရှားစွာနဲ့စိုက်ကြည့်နေပါတယ်။ဒါကိုမြင်တော့အမြဲတမ်းသတိကြီးတတ်တဲ့ငါးလေး Flint ကလီနာရဲ့မသွားပါနဲ့ဒီဂူကြီးထဲမှာဘာအနေတွေရှိနေလဲမသိဘူး။ငါတို့ပြန်ကြရအောင်နော်လို့စိုးရင်တကြီးတားမြစ်ရှာပါတယ်။ဒါပေမဲ့လီနာရဲ့စူးစမ်းကျင်စိတ်ကဘလို့မှတားဆီးလို့မရတော့ပါဘူးခဏလေးပါ Flint ရဲ့ငါတို့အဝေးကြီးမသွားပါဘူးခုကနားတယ်ဘာရှိလဲဆိုတာကိုဝင်ကြည့်ကြရအောင်နော်လို့ပြုံးလေးပြောပြီး Flint ရဲ့လက်ကလေးကိုဆွဲကကိုကြီးရဲ့ကိုဖြည်းချင်းကူးခတ်ဝင်ရောက်သွားပါတော့တယ်ကိုကြီးရဲ့ကိုရောက်သွားတဲ့အခါအပြင်ကထင်ရသလိုမှောင်မိုက်မနေပဲထူးဆန်းတဲ့အလင်းရောင်မင်းလေးတွေပွင့်နေတာကိုမြင်တွေ့ရပါတယ်ဂူနိုင်ရန်တွေမှာလည်းထူးဆန်းတဲ့ရေအောက်ကျောက်စာတွေနဲ့ရှေးဟောင်းရုပ်ပုံတွေရှိနေပါတယ်။လီနာနဲ့ Flint တို့ဟာအံ့ဩတုန်လှုပ်စွာနဲ့ဂူအနက်ပိုင်းကိုဆက်ပြီးကူးခတ်သွားရင်ဂူရဲ့အလဲပဟိုမှာရှိတဲ့ကျောက်ဆောင်ဝိုင်းကြီးတစ်ခုရဲ့အပေါ်ကိုရောက်ရှိသွားကြပါတော့တယ်။အဲ့ဒီကျောက်ဆောင်ကြီးရဲ့အလဲပဟိုမှာတော့အလွန်အံ့ဩဖို့ကောင်းတဲ့အရာတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့လောက်ပတ်လုံးနဲ့ရောင်စုံရတနာတွေစီရှယ်ထားပြီးတောက်ပတဲ့အလင်းနှန်းတွေဖြာထွက်နေတဲ့လျှို့ဝှက်ဆွမ်းပြတဲ့ရေအောက်တစ်တာကြီးတစ်လုံးပဲဖြစ်ပါတယ်။တစ်တာကြီးရဲ့အနားမှာတော့ထူဆန်းတဲ့ကနန်းလေးတွေနဲ့ပင်လယ်လိပ်ပြာလေးတွေကဝိုင်းရံပြီးဆောက်ရှောက်နေကြသလိုမျိုးကူးခတ်နေကြပါတယ်။လီနာနဲ့ Flint တို့ဟာလင်းလန်းနေတဲ့တစ်တာကြီးကိုငေးကြီးရင်အံ့ဩနေကြပါတယ်။အဲ့ဒီအချိန်မှာပဲတစ်တာကြီးကိုဝိုင်းရံထားတဲ့ထူဆန်းတဲ့ပင်လယ်လိပ်ပြာလေးတွေနဲ့ကနန်းလေးတွေကသူတို့ကိုတတိထားမိသွားကြပါတယ်။သူတို့ဟာတစ်သားကြီးကိုကာကွယ်ဖို့အတွက်လီနာနဲ့ Flint တို့ရဲ့အရှိမစီတန်းပြီးပိတ်ဆို့လိုက်ကြပါတယ်။ဒါပေမဲ့လီနာကကြောက်ရွံ့ခြင်းမရှိပဲသူမရဲ့ရှိုးသားတဲ့အတန်းလေးနဲ့ဟယ်လိုကျမတို့ကဒီတစ်သားကြီးကိုဘာမှလုပ်ဖို့လာတာမဟုတ်ပါဘူး။စူးစမ်းကျင်လို့ပါလို့ပြောလိုက်ပါတယ်။လီနာရဲ့စိတ်ရင်းစေတနာကိုခန်းစားမိတဲ့အဆောင်အကျက်လေးတွေဟာလမ်းဖယ်ပေးလိုက်ကြပါတယ်။လီနာဟာတစ်သားကြီးရဲ့နာကိုဖြည်းဖြည်းချင်းတိုးသွားပြီးတစ်သားအဖုံးပေါ်မှာရှိတဲ့လျှို့ဝှက်ဆန်းပြတဲ့တောပေါက်လေးတွေကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲသူမမချင်မှတ်ပဲဂူထဲကိုယူဆောင်လာမိတဲ့အယောင်တောက်ကြောက်ခဲလေးတစ်လုံးဟာတောပေါက်နဲ့ကွက်တိကျနေတာကိုတွေ့လိုက်ရပါတယ်။လီနာလေးဟာအဲ့ဒီကြောက်ခဲလေးကိုတောပေါက်ထဲထည့်လိုက်တဲ့အခါတစ်သားကြီးဟာ Cloud ဆိုတဲ့အတန်းနဲ့အတူပွင့်သွားပါတော့တယ်။
တက်တာကြီးပွင့်သွားတဲ့အခါအထဲကနေတောက်ပလုံးနဲ့ရောင်စုံအလင်းနဲ့တွေဖြာထွက်လာပြီးကူတစ်ခုလုံးလင်းထိန်သွားစေပါတယ်။တက်တာထဲမှာတော့ရွှေငွေရတနာတွေမရှိပဲပင်လယ်ရေအောက်ကဘာရဲ့ပျောက်ဆုံးနေတဲ့ရှေးဟောင်းအမွေနှစ်တွေလောက်ပလုံးနဲ့တဏှာကြအနုပညာလက်ရာတွေနဲ့ထူးဆန်းတဲ့ပင်လယ်ရေအောက်ပင်လေးတွေရဲ့မျိုးစေ့တွေရှိနေပါတယ်။အဲ့ဒီအရာတွေဟာရေအောက်တိုင်းပြည်ရဲ့အေးချမ်းသာယာမှုကိုပြန်လည်ရရှိစေနိုင်တဲ့အစွမ်းထက်တဲ့အရာတွေပဲဖြစ်ပါတယ်။လီနာဟာအံ့ဩတုန်လှုပ်စွာနဲ့တက်တာတွေကအရာတွေကိုကြည်နေမိပါတယ်။လီနာနဲ့ဖလစ်တို့ဟာတက်တာတွေကပစ္စည်းတွေကိုကြည့်ပြီးအံ့ဩနေကြတော့ခုအပြင်ဘက်ကနေရုတ်တရက်အတန်နဲ့ကြီးတစ်ခုကြားလိုက်ရပါတယ်။အဲ့ဒါကတော့ခုကြီးရဲ့အဆောင်အကျက်ဖြစ်တဲ့အလွန်ကြီးမားတဲ့ပင်လယ်ကနန်းကြီးရဲ့အတန်ပဲဖြစ်ပါတယ်။ကနန်းကြီးဟာကူရဲကိုပြင်းထန်စွာဝင်ရောက်လာပြီးဘသူတွေလဲငါရဲ့ကူကြီးတဲ့ကိုခွင့်ပြုချက်မရှိပဲဘာလို့ဝင်လာကြတာလဲတက်တာကြီးကိုဘာလို့ခွင့်ကြတာလဲလို့ဒေါသတကြီးနဲ့မေးလိုက်ပါတယ်။ကနန်းကြီးရဲ့အတန်ဟာကူတစ်ခုလုံးတောက်ခသွားစေပြီးဖလစ်နဲ့တခြားငါးလေးတွေဟာကြောက်လန့်တကြားပုံအောင်လိုက်ကြပါတယ်။ဒါပေမဲ့လီနာကကြောက်ရွံ့ခြင်းမရှိပဲကနန်းကြီးကိုရဲရဲဝုန်းဝုန်းကြည့်လိုက်ပါတယ်။သူမကရှူတာတဲ့အတန်လေးနဲ့ကျမတို့ကဒီတက်တာကြီးကိုဘာမှလုပ်ဖို့လာတာမဟုတ်ပါဘူး။ကျမရဲ့ရေအောက်တိုင်းပြည်ကိုကဲတင်ဖို့အတွက်စူးစမ်းခြင်းလို့ပါလို့ပြောလိုက်ပါတယ်။လီနာရဲ့စိတ်ရင်းစေတနာကိုခံစားမိတဲ့ကနန်းကြီးကဒေါသတွေပြေလျော့သွားပြီးမင်းကတကယ်ပဲမင်းရဲ့တိုင်းပြည်ကိုကဲတင်ချင်တာလား။ဒီတက်တာထဲမှာရှိတဲ့ຢာတွေဟာအလော့အစွမ်းထက်ပြီးအန်ရယ်လည်းရှိနိုင်တယ်။မင်းကတကယ်ပဲအစင်းသင့်ဖြစ်ပြီလားလို့မေးလိုက်ပါတယ်။လီနာကဟုတ်ကဲ့ကျမအစင်းသင့်ဖြစ်ပါပြီလို့ယုံကြည်ချက်ရှိနဲ့ဖြေလိုက်ပါတယ်။လီမှုနဲ့စိတ်ရင်းမှန်ကိုငါယုံကြည်ပြီလို့ပြောပြီးခနန်းကြီးကတက်တာထဲကမျိုးစစ်လေးတွေနဲ့ရှေးဟောင်းရတနာတွေကိုလီနာရဲ့လက်ထဲကိုလွှဲအပ်ပေးလိုက်ပါတယ်။လီနာနဲ့ဖလစ်တို့ဟာရတနာတွေကိုသယ်ဆောင်ပြီးတားမြစ်ထားတဲ့ကိုကြီးထဲကနေပျော်ရွှင်စွာပြန်လည်ထွက်ခွာခဲ့ကြပါတယ်။တိုင်းပြည်ကိုရောက်တဲ့အခါလီနာဟာတက်တာထဲကရရှိလာတဲ့ထိုးဆန်းတဲ့ရေအောက်အပင်မျိုးစစ်တွေကိုတဏှာကြောက်တန်းတွေကြားထဲမှာစိုက်ပျိုးလိုက်ပြီးရှေးဟောင်းအမွေနှစ်တွေကိုလည်းမူလနေရာတွေမှာပြန်လည်ထားရှိပေးခဲ့ပါတယ်။မကြခင်မှာပဲတာပါတဲ့အစွမ်းရည်အလင်းနှန်းတွေဟာဒီတိုင်းပြည်လုံးကိုလွှမ်းဆောင်သွားပြီးညှိုးနှမ်းနေတဲ့တဏှာကြောက်တန်းကြီးတွေဟာအရင်ကထက်ပိုမိုလှပဆန်းပြတဲ့အယောင်သွေးဆုံလင်စွာနဲ့ပြန်လည်ရှင်သန်လန်းဆန်းလာပါတော့တယ်။ပင်လယ်ရေအောက်ကဘာကြီးတစ်ခုလုံးဟာအလွန်အံ့ဩဖို့ကောင်းလာအောင်တာယာအေးချမ်းပြီးအသက်ဝင်လှပသွားပါပြီ။ယက်ဒီအချိန်ကစားပြီးရေသူမလေးလီနာဟာသူမရဲ့အရှိဆုံးတငယ်ချင်းဖလင်းနဲ့အတူပျော်ရွှင်အေးချမ်းလာတဲ့ရေအောက်ကဘာလေးထဲမှာတရှင်းနေဆိုရင်ပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်။ဆက်လက်နေထိုင်သွားကြပါတော့တယ်။